ဒီကနေ့ကတော့ကျွန်တော်တို့ဖြုတ်တက်လဲတဲ့ဘလော့လေးဖြစ်ပါတယ်။အရှင်ကတော့ few pan CEO တွေဆိုပြီးပြောကျွန်တော်တို့ကဖြုတ်တက်လို့ဖို့ဖြုတ်တက်လဲလို့ဖို့စရင်နဲ့တိုင်ပင်ဘဲတွေတက်တန်းကုန်နေတာ white shoe တွေ CEO နေတာတွေ့ပါတယ်။ oil pan ဘဲကြောင်းလဲပြတ်နေတာတွေ့တော့ပိုင်ရှင်တော့အတိပြီးတော့တိုင်ပင်ဘဲဆက်သူဆက်လဲဖို့အကြံပြုပေးလိုက်ပါတယ်။တိုင်ပင်ဘဲဆက်သူဆက်လဲလာတဲ့ပုံချီနေပါဒါတော့လဲပြီးတော့မာကင်နေမှတပည့်ချက်လောက်ရတာဖြစ်ပါတယ်မာကင်အကုန်လုံးမဆေးပြီးဆိုတော့ကျွန်တော်တို့တိုင်ပင်ကပါကိုစီဆေးပြီးတော့ပြန်တက်မှာဖြစ်ပါတယ်တိုင်ပင်ကပါကိုရေဆေးလေးမှုတ်ပြီးတော့ပြန်တက်မှာပဲဖြစ်ပါတယ်တိုင်ပင်ကပါတက်ရပြီဆိုတော့ဖြုတ်ထားတဲ့ပန်ကားတွေရေတန်ကြီးတွေကိုပြန်တက်မှာပဲဖြစ်ပါတယ်အကောင်လုံးတက်ပြီဆိုတော့ကျွန်တော်တို့တိုင်ပင်ပဲလဲထားတဲ့ဒိတ်နဲ့ mindless ကိုပိုင်ရှင်သိရအောင်ဆိုပြီးတော့ရေးပေးတာဖြစ်ပါတယ်ပန်ဖြုတ်လာတဲ့အတွက်ဒီဇယ်ပန်အမှဒီဇယ်မရှိတဲ့အတွက်ဒီဇယ်ဖြစ်တာနဲ့ဒီဇယ်ပန်ပေးဖြစ်ပါတယ်ဒီဇယ်ပန်ပေးပြီးတော့ဆန်နိုဆန်ဖြစ်ပါတယ်ဆန်နိုဆန်ကြည့်ပြီးတော့အကောင်လုံးအဆင်ပြေလိုက်ကြည့်ပါတယ်ကြည့်ပြီးတော့အကောင်လုံးအဆင်ပြေပြီလဲရတဲ့ပစ္စည်းကိုတပုံလဲပြီးတော့ပိုင်ရှင်ကိုပြန်ပြပေးပါတယ်ပြပြီးကျွန်တော်တို့ဒီနေ့တာဖြုတ်လဲတဲ့ဘလော့လေးပြီးဆုံးသွားပါပြီကာကိုလည်းပိုင်ရှင်ပြန်ထားလိုက်ပါပြီလာရချစ်ရှိပြီးတဲ့တကြောင်ချင်းချင်းအောင်ကျေးဇူးတင်ပါတယ်